ပန်နိုင်ငံမှာတော့ထူးခြားတဲ့လူတချို့နေထိုင်ကြပြီးတော့သူတို့ရဲ့ဘိုးဘေးတချို့ကမော့ဆွမ်းအားရှင်တွေဖြစ်ကြပါတယ်။ဇလန်းစားမှာတော့ຫນွေဦးရသည့်ချိန်ပြပြီးတစ်ပင်တွေပေါ်မှာလှပတဲ့ချယ်ရီပန်းတွေကမှွေးပြန့်လို့နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲနာမေရိုးဆိုတဲ့ကြောင်လေးတစ်ကောင်တွေ့ရပြီးတော့သူ့ကြည်ရင်နဲ့ဆူကီဆိုတဲ့မိန်းကလေးကမင်းနိုးလာလာကဲဒီနေ့ကငါ့ရဲ့ပထမဆုံးရုံးတက်ရမယ့်ရက်ဆိုတော့ငါသွားတော့မယ်နော်။ပြန်လာမင်းတို့လက်ဆောင်ဝယ်ခဲ့ပါမယ်လို့တိုးတိုးလေးပြောနေခဲ့ပါတယ်။အဲ့ဒီနောက်သူမကတော့အဝတ်စားလဲအစင်သစ်ပြင်ပြီးဖန်ထဲကနေထွက်လာခဲ့ပါတယ်။လမ်းမှာတော့သူမအထက်တန်းကျောင်းတော့အကြောင်းအရာတွေကိုတွေးတောလာမိပါတယ်။သူမရဲ့တငယ်ချင်းတွေကတော့နေ့ရက်စရက်က introvert ဖြစ်နေတော့ဘယ်တော့မှရည်စားရမှာမဟုတ်ဘူးလို့ပြောခဲ့ကြတာပါခုတော့ဒါဆူကီတက်တကယ်ဖြစ်လာခဲ့ပါပြီဒီเจ้าတွေးနေပဲသူမကပလက်ဖောင်းပေါ်ကနေဆင်းပြီး cherry ပင်တန်းနေရှိတဲ့လမ်းတိုင်းရှောက်လာခဲ့ပါတယ်နေဦးရတီရဲ့အေးတဲ့ရှိတဲ့လေပြေတွေကတိုက်ခတ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲသူမရဲ့အာယုံကတစ်ပင်တွေကိုငေးကြည့်နေတဲ့ကောင်လေးတစ်ယောက်စီကိုရောက်သွားခဲ့ပါတယ်အဲ့ဒီကောင်လေးရဲ့ခြေထောက်တွေကတော့ရေခဲတွေဖြစ်အေးခဲနေပြီးတော့သူ့စီကနေအေးဆက်ဆက်လေလူးတွေထုတ်လွှတ်နေခဲ့တာပါသူမကတော့ကောင်လေးရဲ့နားကိုသွားပြီးအကြောင်းရင်းကိုမေးမြန်းလိုက်တဲ့ခါမှာတော့ဟီမူရိုလို့ခေါ်တဲ့အဲ့ဒီကောင်လေးကဒီနေ့ကကျွန်တော်ရဲ့ပထမဆုံးရုံးတက်ရမို့လို့စိတ်လှုပ်ရှားနေတာပါကျွန်တော်ကဒီလိုချင်းနေမျိုးဆိုရင်အလိုလိုအိတ်ခဲသွားတတ်တာမို့လို့တစ်ပင်တွေကိုကြည့်ပြီးတော့ကိုတည်ငြိမ်အောင်ကြိုးစားနေတာပါလို့ပြန်ပြောပြပါတယ်ဒါကြောင့်ဆူကီကတော့သူမရဲ့ဓဘူးလေးတွေကပူပူနွေ့နွေ့လက်ဖက်ရည်ကိုထုတ်ပြီးသူ့ရဲ့အိတ်ခဲနေတဲ့ခြေထောက်တွေပေါ်လောင်းချပေးပြီးမြဲဘာမှတော့ထူးခြားမလာပါဘူးဒါကြောင့်သူမကတော့ဟီမူရိုလက်ဖက်ရည်တစ်ခွက်တားလိုက်တဲ့ခါကျမှဟီမူရိုကပုံမှန်တိုင်းပြန်ဖြစ်သွားပါတော့တယ်ပြီးတော့သူကကျွန်တော်ကနှင်းနဲ့သမီးရဲ့မျိုးဆက်ဖြစ်လို့စိတ်ခံစားမှုတွေဖြစ်ပေါ်လာရေခဲတွေဖြစ်ထွက်ပေါ်လာတတ်တာပါလို့ရှင်းပြပါတယ်ဆူကီကတော့ဒါဆိုရှင်ကဆောင်းရတီကိုပဲသဘောကျလာလားလို့မေးလိုက်တဲ့ခါမှာတော့ဟီမူရိုကတော့မဟုတ်ပါဘူးတကယ်လို့ထူးခြားတဲ့သူတယောက်နဲ့ဆုံတွေ့ရမယ်ဆိုရင်ကျွန်တော်လည်းຫນွေဦးရတီမှာပြောပါတယ်လို့ပြောပြီးသူ့ရဲ့ရုံးထွက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဆူကီကရုံးဝင်သွားရင်နဲ့သူမရဲ့တငယ်ချင်းကသူ့ကိုကြိုက်မဲ့သူမရှိတော့ဘူးလို့ပြောခဲ့တာကိုပြန်တွေးမိပြီးတော့အခုဒီအေးဆက်ဆက်ကောင်လေးပေါ်မှာဖြစ်သွားတဲ့ခန်းစားချက်ကဘယ်လိုမျိုးပါလိမ့်လို့တွေးနေမိခဲ့ပါတယ်တစ်ဖက်မှာတော့ဟီမူရိုကလည်းလမ်းသွားရင်းနဲ့အဲ့ဒီမိန်းကလေးကတကယ်ကိုကျင်နာတတ်တာပဲသူမနဲ့နောက်တစ်ခါပြန်ဆုံတွေ့ခွင့်ရတိတ်ကောင်းပါပဲလို့တွေးရင်ရုံးဝင်သွားနေခဲ့ပါတယ်ဒါမဲ့သူရုံးရောက်သွားတဲ့ခါမှာတော့ဆူကီကသူ့ရဲ့ရှေ့တက်မှာရက်နေတာကိုမြင်လိုက်ရပါတယ်သူတို့နှစ်ယောက်လုံးကကုမ္ပဏီတစ်ခုထဲမှာအလုပ်တူဝင်ကြတဲ့လုပ်ဖို့ကင်ဘက်တွေဖြစ်လာခဲ့ကြတာပါသူတို့နှစ်ယောက်ကအပြန်လည်မိတ်ဆက်ကြတဲ့ခါမှာတော့ဟီမူရိုကစိတ်လှုပ်ရှားမှုကြောင့်သူ့စီကနေနှင်းနေထွက်လာပါတော့တယ်အဲ့ဒီချိန်မှာပဲနောက်ထပ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့မြေခွေးနဲ့သမီးရဲ့မျိုးဆက်ကွန်မိုရီယာရောက်လာပြီးနှင်းနေကိုမြင်တဲ့ခါမှာတော့သူမရဲ့မြေခွေးနဲ့ရက်နဲ့အမိကိုထုတ်ပြပြီးနှုတ်ဆက်ကမိတ်ဆက်လိုက်ပါတယ်ဆူကီကတော့ဒါဆိုဒီနေရာမှာငါတယောက်ပဲတာမန်လူသားဖြစ်နေရလားလို့တွေးနေပြီးတော့ကောင်လေးတယောက်ရောက်လာပြီးသူ့နာမည်ကစာအိတ်ကြီးမလို့ပြောကကျွန်တော်လည်းလူသားမျိုးဆက်ပါလို့မိတ်ဆက်လိုက်ပါတယ်သူတို့အားလုံးကတော့ဒီကုမ္ပဏီကိုအသစ်ဝင်လာကြတဲ့သူတွေပဲဖြစ်ကြပါတယ်ဒီလိုနဲ့အိမ်ပြန်ရောက်တဲ့ချိန်မှာတော့ဆူကီကသူမရဲ့ကြောင်လေးနာမဲရိုကိုဂရီပေးထားတဲ့အတိုင်းမုန်းနေဝယ်လာခဲ့ပြီးတော့ငါရဲ့ဘဝကပြောင်းလဲတော့မယ်ထင်တယ်လို့ကြောင်လေးကိုပြောနေခဲ့ပါတယ်တစ်ဖက်မှာလည်းဟီမူရိုကငါအခုရုံးသွားတော့မှာကိုဘာလို့ဒီလောက်တောင်စိတ်လှုပ်ရှားပြီးပျော်ရွှင်နေရတာလဲလို့တွေးနေမိပါတယ်နောက်နေ့ရုံးမှာတော့ဟီမူရိုရဲ့ကွန်ပျူတာထဲမှာပန်းပုံတွေကိုမြင်ရတဲ့အတွက်ဆူကီကမင်းပန်းတွေကိုသဘောကျတာလဲလို့မေးလိုက်ပါတယ်ဟီမူရိုကလည်းဟုတ်တယ်ဒါမဲ့သူတို့ကိုကိုင်းလိုက်ရင်အလိုလျောက်အိတ်ခဲသွားကြတာလေကျွန်တော်ပန်းတွေကိုကြိုက်ပေမဲ့ပန်းတွေကတော့ကျွန်တော်ကိုကြိုက်ပုံမရဘူးဒါကြောင့်ကွန်ပျူတာတွေကနေကြည့်ပြီးပဲပျော်နေရတာပါလို့ပြန်ဖြေပါတယ်နောက်နေ့မှာတော့ဆူကီကဟီမူရိုကောက်ရိုးနဲ့လှုပ်ထားတဲ့အိတ်တလုံးကိုပေးရင်းနဲ့ဒါနဲ့ဆိုရင်မင်းပန်းတွေကိုကိုင်းရင်တော့အိတ်ခဲသွားမှာမဟုတ်တော့ဘူးလို့ပြောပါတယ်ပထမတော့ဟီမူရိုကဒါကိုကြည့်ပြီးအံ့ဩသွားပေမဲ့ဆူကီကသူ့ခံစားချက်ကိုဂရုစိုက်ပေးတဲ့အတွက်အယံဝမ်းသာသွားခဲ့ပါတယ်။သူမထွက်သွားပြီးတဲ့နောက်သူကဝမ်းသာလွန်းလို့ပတ်ဝန်းကျင်တစ်ခုလုံးနှင်းနေကြပြီးအေးခဲတဲ့ရာသီဥတုဖြစ်ပြောင်းလဲပစ်လိုက်ပါတော့တယ်။ဟီမူရိုကတော့ကြောင်လေးတွေကိုလည်းသဘောကျတတ်ပေမဲ့ကြောင်လေးတွေကသူ့နားကိုရောက်လာတဲ့ခါမှလည်းဝမ်းသာလွန်းလို့နှင်းတွေကိုထုတ်လွှတ်မိပြန်တာကြောင့်ကြောင်လေးတွေကလည်းသူ့ရှိကနေဝေးရအောင်ထွက်ပြေးသွားတတ်ကြပါတယ်။ဒီကြောင့်ဟီမူရိုကဆူကီကိုပြန်ပြီးပြောပြတဲ့ခါမှာတော့ဆူကီကဒီတော့လည်းငါ့မှာနီးလန်းရှိပါတယ်လို့ပြောပြီးနောက်နေ့မှာတော့သူမရဲ့ကြောင်လေးနာမဲရိုရဲ့ကျွတ်နေတဲ့နှက်ခမ်းမွေးတချို့ယူလာပေးခဲ့ပါတယ်ပြီးတော့သူမကတော့ပထမဆုံးအနေနဲ့ကြောင်လေးတစ်ကောင်မင်းသားမှာရှိနေတယ်လို့မျိုးကျင်သားရအောင်လှုပ်ထားလိုက်ဒါမှမင်းရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်လာနိုင်မှာဖြစ်တယ်လို့ကြောင်လေးရဲ့နောက်သွားတဲ့ခါမှာတော့နှင်းနေထွက်မလာတော့မှာပြီးတော့ကြောင်နှက်ခမ်းမွေးဆိုတာကံကောင်းစေတဲ့အဆောင်လိုမျိုးပဲလေလို့ပြောပြပါတယ်ဆူကီကတော့သူ့ပေါ်ဒီလောက်ထိတီးခန့်ပေးနေတာကိုဟီမူရိုတယောက်တကယ်ကိုမယုံနိုင်အောင်ဖြစ်နေပြီးတော့သူမအမတ်တရလက်ဆောင်ပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ရန်နေငယ်ကြတော့သူကဆူကီကိုလိမ္မော်တီချောကလက်မုန်လေးတစ်ခုပေးခဲ့ပါတယ်။ဒါအောင်မြင်တဲ့ခါမှာတော့ဆူကီကဒါလူကြိုက်များတော့ပစ္စည်းပြက်နေရကြပြီရှင်ဘလို့ရခဲ့တာလဲလို့အန်အော်တကြီးနဲ့မေးလိုက်ပါတယ်။ဟီမူရိုကတော့ကံကောင်းလို့နေမှာပါလို့ပြန်ပြေးပေမဲ့တကယ်တော့ဆူကီကဒီမုံကိုစားကြည့်ကျင်တယ်လို့ပြောတဲ့နေရာစပြီးမုံကိုလိုက်ရှာနေခဲ့တာပါ။သူတို့ရဲ့လှုပ်ဖို့ကင်မက်တွေကလည်းဒီနှစ်ယောက်တယောက်ပေါ်တယောက်ချင်းချင်းနာနာဆက်ဆံကြရတယ်ဆိုတာတတိထားမိလာပါတယ်။တနေ့မှာတော့သူတို့ရဲ့ဌာနမှုကရောက်လာပြီးဟီမူရိုကအလုပ်အတွက်စုထားတဲ့ data တချို့ကပြတ်သွားတဲ့အတွက်အလုပ်တွေကိုအစားအနီပြန်လောရတော့မယ်လို့ပြောပါတယ်။ဒါကြောင့်ဟီမူရိုကလည်းစိတ်မကောင်းဖြစ်နေတာမို့ကိုရေခဲအခါကွယ်ထဲမှာပုံပြီးတော့တိတ်တဆိတ်လှုပ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဆူကီကအထဲကိုချောင်းကြည့်ပြီးဒီနေ့အလုပ်တွေကနောက်ကျတဲ့အထိလောက်ရမှာလားလို့မေးပါတယ်။ဟီမူရိုကတော့ကျွန်တော်ကအမားလုပ်မိတာဆိုတော့ပြန်ပြေးရမှာပေါ့လို့ပြန်ဖြေပါတယ်။
ဆူကီကတော့ဒါဆိုကျမကူညီပေးရမလားလို့မေးလိုက်တာကြောင့်ဟီမူရိုရဲ့ရေခဲအိမ်ကလည်းချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့သူကတော့ဒါကျွန်တော်ဖျက်ဆီးမိတာဆိုတော့ကိုယ်တိုင်ပဲပြန်ပြင်မရစီလို့ညင်းလိုက်ပါတယ်အဲ့ဒီနောက်ဆူကီနဲ့အားလုံးကလည်းအိမ်ပြန်မှုပြင်ကြပါတယ်ခဏကြာတော့ဆူကီကဟီမူရိုရဲ့ပါးပေါ်ကိုအေးဘူးလေးလာကပ်ပေးနေဒါကတော့မင်းအလုပ်အတွက်အထောက်အကူပြုနိုင်မှာပါနော်မနေ့ဖြတ်မှာတွေးကြတာပေါ့လို့ပြောပြီးထွက်သွားခဲ့ပါတယ်အခုတော့ဟီမူရိုကအားအင်းနေပြန်လဲပြေးသွားပြီးအလုပ်တွေကိုမြန်မြန်ဆန်ဆန်ပြီးတတ်ဖို့ကြိုးစားပါတော့တယ်တနေ့မှာတော့ဟီမူရိုကသူ့ရဲ့လုပ်ဖို့ကိုင်မဲ့စားရေးကြီးမှနေမကောင်းဖြစ်နေတာတော့သတိထားမိသွားပါတယ်ဟီမူရိုကတော့အပူကျအောင်သူ့အတွက်ရေခဲမဖလာတစ်ခုပေးလိုက်ပြီးတော့ဒီနေ့ကခွင့်မယူဘူးလားလို့မေးလိုက်ပါတယ်စားရေးကြီးမှကတော့လှုပ်ရှားလုပ်တွေကြံသေးလို့ပါလို့ပြန်ပြောတဲ့ခါမှာတော့ဒါဆိုလဲငါ့ကိုပေး9မိနစ်အတူကူလို့ပေးရင်မြန်မြန်ပြီးသွားမှာပေါ့လို့ပြောပြီးကူညီပေးပါတယ်သူကစားရေးကြီးမှကိုကူညီပေးနေတာကိုဆူကီကမြင်သွားပြီးတော့အနားကိုလာပြီးတော့မင်းကတကယ်ကိုကျင်နာတတ်တာပဲဟီမူရိုလို့ပြောလိုက်ပါတယ်ဟီမူရိုကတော့ဝမ်းသာလွန်းလို့နှင်းလူသားရုပ်လေးတွေကိုထုတ်လွှတ်မိပြန်ပါတယ်ဒါကိုကြည့်ပြီးတော့စားရေးကြီးမှကလည်းသူကအေးဆက်ဆက်ရာတွေကိုထုတ်လွှတ်တတ်ပေမဲ့သူ့ရဲ့နှလုံးသားကတော့တကယ်ကိုနှွေးထွေးပါလားလို့တွေးမိသွားပါတယ်အခုဆိုရင်ဟီမူရိုတယောက်ကဒီကုမ္ပဏီမှာအလုပ်လုပ်တာတလားပြည့်သွားခဲ့ပါပြီသူကအိမ်မှာထိုင်ဆူကီပေးခဲ့တဲ့ပစ္စည်းလေးတွေကိုကြည့်ပြီးတော့ငါရဲ့ဆုံးဖြတ်ချက်အတွက်ငါတကယ်ကိုဝမ်းသာမိတယ်ဒီကုမ္ပဏီကိုလုံးဝင်ခဲ့တာမှန်သွားတာပဲလို့တွေးနေခဲ့ပါတယ်တစ်ဖက်မှာလည်းဆူကီကတလားဆိုတဲ့ချိန်ကဒီလောက်တောင်မြန်မြန်ကုံဆုံးသွားတာပါလားလို့တွေးနေမိပါတယ်နောက်တစ်ခါမှတော့ကုမ္ပဏီကလူတစ်တွေကိုကြိုးဆိုတဲ့အနေနဲ့အိုကီနာဝါကျွန်းရှိကိုခီးသွားဖို့စီစဉ်มาတော့တယ်အိုကီနာဝါခီးစဉ်အကြောင်းကြားလိုက်ရတော့ဟီမူရိုကလွဲလို့လူတိုင်းကအရင်ကစိတ်လှုပ်ရှားပြီးပျော်ရွှင်နေကြပါတယ်ဟီမူရိုကတော့အိုကီနာဝါခီးစဉ်လို့ကြားလိုက်တာနဲ့ချက်ချင်းပဲစိတ်ညစ်ပြီးစိတ်တက်ပါကျသွားခဲ့ရပါတယ်ငါသားအရီကိုသွားရင်ခီးစဉ်တစ်ခုလုံးရဲ့ပျော်စရာတွေကပျက်စီးကုန်တော့မှာပဲလို့စိတ်ထဲကနေတွေးပူနေခဲ့ပြီးတော့ဒီအကြောင်းတော့ဘယ်သူမှထုံမပြောခဲ့ပါဘူးတစ်ဖက်မှာတော့စားကြီးမာတဲ့ကိုမူရီတို့ကလေးရကြမဲ့ဒီခီးစဉ်အတွက်ရအောင်စိတ်လှုပ်ရှားနေပါတယ်သူတို့တွေကခီးစဉ်အကြောင်းဆွေးနွေးနေကြတော့ဆူကီစီကိုအေးဆက်ဆက်လေးတွေတိုက်ခတ်လာပါတယ်သူမှသွားကြည့်လိုက်တဲ့ခါမှာတော့ဟီမူရိုကလှေကတိပေါ်မှာထိုင်နေပြီးသူ့ရဲ့ခြေထောက်တွေကနောက်တစ်ချိန်ရေခဲဖြစ်အေးခဲနေတာကိုတွေ့လိုက်ရပါတယ်သူမကတော့သူ့ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီးဘာလို့တလောက်တောင်ရင်ခုန်နေရတာလဲဆိုတဲ့အကြောင်းရင်းနဲ့တခြားလူတွေလိုဘာလို့မပျော်ရွှင်နေရတာလဲလို့မေးမြန်းလိုက်ပါတယ်ဟီမူရိုကတော့လှပတဲ့ပန်းဖြစ်စကန်တွေပင်လယ်ပြားနဲ့ဖြူဖွေးနေတဲ့တဲတောင်မြေတွေဒါတွေအားလုံးကျွန်တော်သာမြင်ရမယ်ဆိုရင်ကျွန်တော်စိတ်လှုပ်ရှားမိလိမ့်မယ်ကျွန်တော်သာစိတ်မထိန်နိုင်နှင်းမုန်တိုင်းတွေဖန်တီးမိနိုင်တယ်ဒါအပျော်ခီးလေးဖြစ်နေတော့ကျွန်တော်သာမတော်ဘူးဆိုရင်ကျွန်တော်တို့ပဲနင့်နာမှုဖြစ်မှာမလို့ရင်ခုန်နေတာပါလို့ပြောပြပါတယ်သူ့ရဲ့စကားတွေကြားပြီးတဲ့နောက်မှာတော့ဆူကီကအင်တာနက်ပေါ်မှာတညာလုံးသူ့အတွက်ကူညီပေးနိုင်မယ့်နည်းလမ်းတွေကိုလိုက်ရှာပါတော့တယ်နောက်နေ့မှာတော့သူမဟီမူရိုလှိုင်းအတန်တူထုတ်တဲ့ drone တစ်ခုပေးခဲ့ပါတယ်အဲ့ဒီ drone ဟိုဘက်ဒီဘက်လှုပ်ရှားလိုက်အထက်ကနေပင်လယ်လှိုင်းတဘိုးရဲ့အတန်လိုမျိုးထွက်ပေါ်လာတာပါသူမကတော့ဒါကိုဟီမူရိုပေးနေဒါနဲ့အရင်ဆုံးကိုအဲ့ဒီပတ်ဝန်းကျင်နဲ့အသားကြောင်လေ့ကျင့်ထားလိုက်ပါဒါမှအဲ့ဒီကိုရောက်တဲ့ခါအရင်စိတ်လို့ရှားတာမျိုးမဖြစ်တော့မှာပေါ့လို့ပြောပါတယ်ဟီမူရိုကလည်းသူမပြောတဲ့အတိုင်းလုပ်ကြည့်ပါတယ်အစားပိုင်းမှာတော့သူကစိတ်လှုပ်ရှားမှုကြောင့်နှင်းနေအများကြီးထုတ်လွှတ်မိပေမဲ့နောက်ပိုင်းမှာတော့ဆူကီကိုစိတ်မပြတ်သွားစေချင်တာကြောင့်အိမ်မှာရောရုံးမှာပါဒါကိုဖြည်းဖြည်းချင်းလေ့ကျင့်ခဲ့ပါတယ်ခီထွမ်းမဲ့နေရောက်လာတဲ့ခါမှာတော့ဟီမူရိုကသူ့ရဲ့စိတ်ခံစားချက်တွေကိုတော်တော်လေးကိုထိန်းချုပ်သွားနိုင်ခဲ့ပါပြီသူတို့အားလုံးကကားနဲ့အိုကီနာဝါမြို့ထဲကိုဝင်ရောက်လာကြပြီးဟိုတယ်တစ်ခုမှချက်ကင်လုပ်လိုက်ကြပါတယ်လူတိုင်းရဲ့အစီအစဉ်ကတော့ကမ်းခြေမှာရှောက်လည်မယ်ပြီးမှဈေးဝယ်ထွက်မယ်ဆိုတာပါပဲကိုမူရီကတော့အခုကနေလေကင်းလည်းဖြစ်တဲ့အပြင်နေရာလေးတာနေတယ်ငါတော့ကမ်းခြေကိုသွားဖို့မဆောင်နိုင်တော့ဘူးလို့ပြောပါတယ်အဲ့ဒီနောက်သူတို့အားလုံးကလည်းကမ်းခြေကိုရောက်လာကြပြီးကိုမူရီနဲ့စားရေးကြီးမာတို့ကလည်းကမ်းခြေမှာပျော်ပျော်ပါးပါးကစားနေကြတော့ဆူကီနဲ့ဟီမူရိုတို့ကတော့ဒီတစ်ချောင်းရဲ့အောက်မှာထိုင်ပြီးဖြော်ရည်တောင်းရဲ့အပန်းဖြေနေကြပါတယ်ဆူကီကတော့မင်းဘလို့ခံစားရလဲဟီမူရိုလိုမေးလိုက်တဲ့အခါဟီမူရိုကလည်းသူမကျေးဇူးကြောင့်စိတ်လှုပ်ရှားမှုကိုထိန်းနိုင်နေတာလို့ပြန်ဖြေပါတယ်အဲ့ဒီနောက်ဆူကီကသူ့ကိုလမ်းလျှောက်ဖို့ခေါ်ပေမဲ့ဟီမူရိုကကျွန်တော်သာခုလိုပူနေတဲ့နေပူတွေကိုထွက်လာရင်ကျွန်တော်ကိုယ်တိုင်အေးပျော်သွားလိမ့်မယ်လို့ပြောပြပါတယ်ဒီစကားကိုကြားလိုက်ရတော့မှဆူကီကဟီမူရိုတရားအေးပျော်သွားနိုင်တယ်ဆိုတဲ့အချက်ကိုသိသွားပါတော့တယ်ပြီးတော့ဆူကီကတော့ဒီခီးစဉ်အတွက်သူမကိုယ်တိုင်ရေးဆွဲထားတဲ့အသေးစိတ်စီစဉ်ကိုထုတ်ပြပါတယ်ဒါကိုမြင်လဲရတဲ့အခါဟီမူရိုကတော့ဆူကီဆန်ကဒီခီးစဉ်အတွက်တေချာလေးကိုစီစဉ်ထားတာပဲလို့စိတ်ထဲကနေကျေးဇူးတင်စွာနဲ့တွေးနေမိပါတော့တယ်ဒါအပြင်သူမနဲ့အတူခီးထွက်ရတာငါအရင်ကန်ကောင်းတာပဲလို့တွေးနေဝမ်းသာလွန်းလို့နှင်းနစ်ထပ်ပြီးထုတ်လို့မိပြန်ပါတယ်အဲ့ဒီချိန်မှာပဲသူကစိတ်ကိုချက်ချင်းပြန်ထိန်းလိုက်ရင်လည်းမဖြစ်သေးပါဘူးငါဒီခီးစဉ်မပြီးမချင်းစိတ်ခံစားမှုတွေထိန်းချုပ်ထားမှဖြစ်မယ်မဟုတ်ဒါနှင်းမုန်တိုင်းတစ်ခုဖြစ်ပြောင်းလဲသွားနိုင်တယ်လို့တွေးလိုက်ပါတယ်ညဘက်မှာတော့ဟီမူရိုကဆူကီကိုပေးဖို့အယုတ်ဆိုင်တစ်ခုမှာချစ်စရာကောင်းတဲ့အယုတ်လေးတွေကိုလိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒီတည်းကအယုတ်တစ်ခုကိုသူလှမ်းယူမှာပဲနောက်ထပ်လက်တစ်ဖက်ကလည်းအဲ့ဒီအယုတ်လေးကိုပဲလှမ်းယူနေသွားတိုးပါတော့တယ်အဲ့ဒီလက်ကတော့ဆူကီရဲ့လက်ပဲဖြစ်ပါတယ်ဟီမူရိုကတော့ဒါအောင်မင်းမဲယူလိုက်ပါလို့ပြောလိုက်တာကြောင့်ဆူကီကလည်းသူ့အတွက်နောက်ထပ်အယုတ်လေးတစ်ယုတ်ရွေးပေးခဲ့ပါတယ်ဒါကြောင့်ဟီမူရိုကလည်းအယံဝမ်းသာသွားခဲ့ပြီးတော့နှင်းမုန်တိုင်းတစ်ခုကိုဖန်တီးမိလို့နှီးပါဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲနှင်းမွင့်လေးတွေကြွေးကြားယုံလာပွဲဖြစ်သွားခဲ့ပြီးအဲ့ဒီကဘာလက်ခီးတဲ့တွေကတော့ຫນွေဦးရသည်မှာနှင်းနေကြနေရလားဆိုပြီးအန်အော်တကြီးနဲ့ငေးကြည့်နေကြပါတယ်ဆိုင်ထဲအထွက်မှာတော့ဆူကီကဟီမူရိုရဲ့စိတ်ထိန်နိုင်သောချီချူးပေးခဲ့ပါတယ်နောက်တနေ့မနက်ဟီမူရိုနိုးလာတဲ့ခါမှာတော့ TV ကနေမိုးလေဝသသတင်းကလာနေခဲ့ပါတယ်အဲ့ဒီသတင်းမှာတော့ဒီနေ့အိုကီနာဝါရဲ့ပူကျဲဟာစံချိန်တင်မြင့်တက်လာလိမ့်မယ်လို့ပြောနေတာကြောင့်ဟီမူရိုကလည်းသတင်းကြကြားချင်းပဲအခန်းထဲကနေအမြန်ပြေးထွက်လိုက်ပြီးတော့အဲကွန်းရှိတဲ့နေရာကိုလိုက်ရှာပါတော့တယ်
အဲ့ဒီနောက်သူကသူ့အတွက်ရေခဲမုန့်နဲ့အေးရရာတွေသွားဝယ်ဖို့ဟိုတယ်ပြန်ဆိုင်တဆိုင်ကိုရောက်ရှိသွားပါတယ်ဒါမဲ့ဆိုင်ရှင်ကတော့ရေခဲမုန့်တွေအားလုံးကကုန်သွားပြီလို့ပြောလိုက်ပါတယ်ဟီမူရိုကလည်းတခြားဆိုင်ရှိလားလို့မေးတဲ့ခါမှာတော့ဆိုင်ရှင်ကဒီကနေ့ဆို2ကီလိုမီတာလောက်ဝေးတဲ့နေရာမှာပဲရှိတာလို့ပြန်ဖြေပါတယ်ဆိုင်ကနေဟိုတယ်ကိုပြန်ထွက်လာတဲ့လမ်းမှာတော့အပူချိန်ကအရန်ပြင်းထန်လွန်းတာကြောင့်ဟီမူရိုကဟိုတယ်ပန်းခြံထဲမှာရက်လိုက်ရပြီးတော့ပူချိန်ကြောင့်အေးပျော်သွားကကလေးလေးတယောက်ဖြစ်ပြောင်းလဲသွားပါတော့တယ်တစ်ဖက်မှာတော့ဆူကီကမနက်ကလေးကဟီမူရိုလိုက်ရှာနေခဲ့တာပါဘာလို့လဲဆိုတော့သူတို့နှစ်ယောက်အတူတူခီးစဉ်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းဖို့ပြောထားခဲ့လို့ပါပဲသူမကတော့ဟီမူရိုလိုက်ရှာရင်လည်းစားရကြီးမာနဲ့တွေ့တော့စားရကြီးမာကလည်းသူကမနက်ကမိုးလေဝသတရင်ကိုကြည့်ပြီးကြတဲ့ကလန့်သွားတာပစ္စည်းတချို့ပွဲဖို့အနားဆိုင်တဆိုင်အောင်သွားတယ်အဲ့ဒီတည်းကပြန်မလာသေးဘူးလို့ပြောပြပါတယ်အဲ့ဒီခါကျမှဆူကီကဟီမူရိုပြောခဲ့ဘူးတဲ့အပူချိန်တက်လာအေးပြောသွားတတ်တယ်ဆိုတဲ့စကားကိုသတိရသွားပြီးသူ့ကိုအသေးတန်လိုက်ရှာပါတော့တယ်သူမကတော့ပန်းညံနေရပြီးဖြတ်သွားတဲ့ချိန်မှာတော့ဟီမူရိုကသူမကိုအတန်လှမ်းပေးပြီးခေါ်လိုက်ပါတယ်ဆူကီကသူ့ကိုမြင်လိုက်ရတော့အန်အောသွားခဲ့ပြီးဟီမူရိုရဲ့ဓာတ်ပုံတစ်ပုံကိုရိုက်ယူရင်းနဲ့မင်းကတကယ်ကိုကလေးလေးတယောက်ဖြစ်သွားတာပဲဟီမူရိုလို့ပြောပါတယ်ဟီမူရိုကလည်းအပူချိန်တက်လာရင်ကျွန်တော်ကဒီလိုပဲတေးသွားတတ်တာပါဒါမဲ့အပူချိန်ကဒီလောက်ထိမြင့်တက်လာလိမ့်မယ်လို့မထင်ထားမိဘူးလို့ပြန်ဖြေပါတယ်ဆူကီကလည်းဒါဆိုပြန်ကောင်းလာအောင်ဘာလုပ်ပေးရမလဲလို့မေးတဲ့အခါဟီမူရိုကလည်းကျွန်တော်ရဲ့ခန္ဓာကိုယ်ကအေးသွားဖို့လိုတယ်ဒါမဲ့အနီးနား2ကီလိုမီတာပတ်လည်မှာဘာရေခဲမုန့်နဲ့အေးတဲ့ရာမှမရှိဘူးလို့အားငယ်စွာပြန်ဖြေပါတယ်ဒါကြောင့်ဆူကီကလည်းစိတ်ပူသွားနဲ့ငါအခုပဲသွားယူပေးမယ်လို့ပြောပြီးခဏကြာတော့သူမကသူ့အတွက်ရေခဲချောင်းတွေယူဆောင်လာပေးခဲ့ပါတယ်ဟီမူရိုကတော့ဒါတွေကဘယ်ရတာလဲလို့မေးတဲ့ခါမှာတော့ဆူကီကတော့ဒါတွေကဟိုတယ်မှာအချိုပွဲဖြစ်ပေးထားတာလေလို့ပြောပြပါတယ်အဲ့ဒီနောက်ဟီမူရိုကလည်းရေခဲချောင်းကိုမြေရှိုက်နေစားနေတော့ဆူကီကသူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်ဟီမူရိုကလည်းတခုခုပေးနေလို့လားလို့မေးလိုက်တော့ဆူကီကလည်းဘာမှမဟုတ်ပါဘူးမင်းကဒီလိုပုံစံလေးနဲ့ဆိုအရန်ချစ်ဖို့ကောင်းလို့ပါအားနာပြီမယ်ငါဒီကလေးလေးရဲ့ကောင်းခပ်ဖွားဖွားလေးပို့ပေးလို့ရမလားပြီးတော့မင်းမြန်မြန်ပြန်ကောင်းလာပါစီလို့လဲဆူတောင်းပေးမယ်လေလို့ပြောလိုက်ပါတယ်ဟီမူရိုကလည်းရပါတယ်လို့ခွင့်ပြုလိုက်ပါတယ်ဒါကြောင့်ဆူကီကလည်းသူ့ရဲ့ခေါင်းလေးပေါ်လက်တင်ပြီးပုတ်တက်ပေးလိုက်တာနဲ့တပြိုင်နက်တည်းမှာပဲသူကချက်ချင်းပဲပုံမှန်လူကြီးတိုင်းပြန်ဖြစ်သွားပါတော့တယ်ဒါကြောင့်ဆူကီကလည်းရုတ်တရက်ဆိုတော့လန်သွားတာပဲလို့ပြောပါတယ်ဒါမဲ့ဒီအဖြစ်ပြက်ကတော့ရေခဲချောင်းကြောင့်ပြန်ကောင်းသွားတာလားဒါမှမဟုတ်ဆူကီရဲ့ပုတ်တက်ပေးမှုကြောင့်လားဆိုတာတော့ဟီမူရိုပဲသိပါလိမ့်မယ်နောက်တစ်ခါမှတော့ညနေခင်းဘက်ကိုရောက်သွားပြီးသူတို့တွေပါတီလုပ်နေတာကိုတွေ့ရပါတယ်သူတို့ရဲ့ဌာနမှုကလည်းအားလုံးနဲ့တူပျော်ပါနေဒီတစ်ခေါက်ခီးစဉ်ကတကယ်ကိုအဆင်ပြေခဲ့ပါတယ်ဝန်ထမ်းတွေအားလုံးကလည်းတကယ်ကိုအလုပ်ကြိုးစားခဲ့တယ်လို့ချီးမွမ်းစကားပြောပါတယ်ကိုမူရီကလည်းဒီလိုလာတာအရင်ပြောဖို့ကောင်းတာပဲဒါမဲ့ဒီကမီရှူမီဘန်းနေလည်းကြီးကျင်မိတာပဲအဲ့ဒါအတွက်လက်မှတ်တွေကိုကြိုဖြတ်ထားရမယ်ကျွန်မမသိခဲ့ဘူးလို့စိတ်မကောင်းစွာနဲ့ပြောရှာပါတယ်ဒါကိုကြားလိုက်ရတဲ့ခါမှာတော့ဆူကီကအားလုံးဟိုတယ်ကိုတက်စီနဲ့မပြန်မယ်လမ်းလျှောက်ပြီးပြန်မှုပြောပါတယ်အဲ့ဒီနောက်သူမကသူတို့ကိုခေါ်လာပြီးမီရှူမီဘန်းနေလှလှပပမြင်တွေ့ရမယ့်နေရာတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်ဟီမူရာကတော့ဒီနေရာကိုဘယ်လိုတီးတာလဲလို့မေးလိုက်တဲ့ခါဆူကီကငါခီးစဉ်တော့အစီအစဉ်တွေကိုဆွဲနေတော့ဒီနေရာအကြောင်းကိုသိရတာဒီနေရာဒေတာကန်တွေပဲသိကြတာလေလို့ပြန်ပြောပါတယ်ကိုမူရီကလည်းအယံဝမ်းသာသွားပြီးအားလုံးစုပေါင်းကဓာတ်ပုံတစ်ပုံရိုက်ခဲ့ကြပါတယ်ဆူကီကလည်းဓာတ်ပုံတစ်ပုံရိုက်ယူလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူမရဲ့ဖုန်းထဲမှာဟီမူရိုကလေးလေးဖြစ်နေတော့ရိုက်ထားတဲ့ပုံကိုမြင်တွေ့သွားပြီးဒီပုံလေးကိုတော့ငါတယောက်တည်းလှုပ်ဝက်ချက်ဖြစ်ပဲတင်ထားတော့မယ်လို့တွေးနေပါတယ်ဟီမူရိုဘက်ကလည်းအရာအားလုံးကအယံဆင်ပြေနေတာပဲနောက်နှစ်တွေမှာလည်းဆူကီဆန်နဲ့အတူဒီနေရာမှာမီရှူမီပန်းနေထက်ကြီးခွင့်ရဖို့မျှော်လင့်ပါတယ်လို့စိတ်ထဲကနေတွေးနေခဲ့ပါတော့တယ်